Hello ဒီနေ့ကျွန်မဒီ motive မှာလုပ်နေတဲ့မြန်မာညီကောင်မောင်နှမတွေကိုအရေးကြီးရလေး sharing လုပ်ပေးစရာရှိပါတယ်။လက်တလုံးမှာဒီ 5-star resort တစ်ခုမှာနာမည်ကြီးပဲအဲ resort မှာလုပ်နေတဲ့ HR manager တယောက်ကနေပြီးတော့မှသူရဲ့ LinkedIn မှာတင်ထားတဲ့post လေးကိုကျွန်မတွေ့မိတယ်ပေါ့နော်။သူကဘာကို share လုပ်ထားလဲဆိုလို့ရှိရင်သူ့ရဲ့ position ကနေပြီးတော့မှသူ့ရဲ့ position ကနေပြီးတော့မှဒီနိုင်ငံသားပေါ့နော်ဒီနိုင်ငံသားတွေကိုလွှဲပြောင်းပေးရတော့မယ်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ငံမှာအခုသူတို့လူမျိုးတွေကိုနေရာပေးတဲ့စနစ်ဖြစ်လာတယ်ပေါ့နော်အထူးသဖြင့်ဒီ management level တွေမှာသူတို့နိုင်ငံသားတွေကိုအစားထိုးရမယ်ဆိုတဲ့ policy ကထွက်ပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ HR manager ကနေပြီးတော့မှသူကနိုင်ငံခြားသားဖြစ်နေတဲ့အတွက်ကြောင့်မလို့သူရဲ့ position ကိုဒီနိုင်ငံသားကိုလည်းပြောင်းပေးရမယ်အဲ့ဒါကသူအလုပ်ထက်မှသူမကောင်းလို့မဟုတ်ဘူးသူ skills မရှိလို့လည်းမဟုတ်ဘူးသူရဲ့ performance ကမကောင်းလို့လည်းမဟုတ်ဘူးသူကအလုပ်လုပ်တာတော်တယ်company ရဲ့အလေးပေးခြင်းလည်းခံရတယ်သူကအဲ့ company မှာပဲရာထူးတွေတိုးလာပြီးတော့မှ manager ဖြစ်တယ်ဆိုတော့သူအဲ့မှာလုပ်နေရလဲကြည့်ရတာနည်းတော့ကြာပုံပေါ်ပါတယ်ဒါပေမဲ့ခဏပြောသလိုမျိုးသူရဲ့အလုပ်လုပ်တာမတော်တော့မဟုတ်ဘဲနဲ့ဒီ policy ကြောင့်မလို့သူကသူရဲ့အလုပ်ကိုပေါ့နော်သူရဲ့ manager ဒီ HR manager ရာထူးကိုဒီနိုင်ငံသားကိုလွှဲပြောင်းပေးရတာပါဆိုပြီးတော့မှသူက post တင်ထားတာတွေ့တယ်ဆိုတော့ဒါကသူတယောက်တည်းတင်ဖြစ်တာမဟုတ်ဘူးเนาะဒါကျမတို့အားလုံးအတွက် reminder ဖြစ်တယ် motive ကခုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့သူ့လူတွေသူပြန်ပြီးအစားထိုးလာတယ်နော်အရင်တော့ဆိုလို့ရှိရင်ဒါကျမခဏပြောတယ် housekeeping တို့ waitress တို့အဲ့ဒါတွေကနိုင်ငံခြားသားလုံးဝမခေါ်ခဲ့ဘူးတဲ့ position တွေဖြစ်တယ်ဆိုတော့ဒါတွေကနောက်ပိုင်းမှာလည်းတဖြည်းဖြည်းနဲ့သူတို့နိုင်ငံသားတွေသူတို့အစားထိုးသွားနိုင်တယ်သူ့နိုင်ငံမှာအခုအလုပ်လက်မဲ့ဖြစ်နေတဲ့လူဦးရေအများများအတွက်ကြောင့်မလို့သူတို့အစိုးရဒီခဏတက်ခတ်ခံနေရတယ်ပြောဆိုခံနေရပါတော့เนาะဆိုတော့ဒါသူတို့နိုင်ငံသားတွေသူတို့ကအလုပ်ကိုပို့ပြီးတော့မှဖန်တီးပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တဖြည်းဖြည်းနဲ့ဒီနိုင်ငံသား local တွေကိုအစားပြန်ထိုးလာနိုင်တဲ့အနေအထားရှိတယ်အဲ့ဒါကတော့ position ကြီးမှမဟုတ်ဘူးposition ဟိုဘယ်လိုခေါ်လဲပုံမှန်ဝန်ထမ်းတွေမှာလည်းဖြစ်လာနိုင်တယ်ဥပမာကျွန်တော် sales and marketing ဆိုလို့ရှိရင်လည်းအရင်ကတော့နိုင်ငံခြားသားတွေအတွက်အလုပ်ရတာလွယ်တယ်ဒါပေမဲ့ခုနောက်ပိုင်းမှာနိုင်ငံခြားသားတွေတို့တိတ်မခံတော့ဘူးဒီ international brand တွေလောက်ပဲပေါ့နော်မဖြစ်မနေသူတို့နိုင်ငံသားတွေတုံးစားလို့မရတဲ့ position လောက်ပဲသူတို့တွေကနိုင်ငံခြားသားတွေပြေးလာဒါပေမဲ့အဲ့ဒါတွေကလည်းနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ကျွန်တော်တို့နိုင်ငံခြားသားတွေအတွက်အလုပ်ရှာရတာခက်လာတယ်အဲ့ဒါကသူတို့လည်း blame လုပ်လို့မရဘူးဒါဒီသူတို့ရဲ့နိုင်ငံသူတို့ရဲ့အစိုးရသူတို့ရဲ့ law ဖြစ်တဲ့အတွက်ကြောင့်မလို့เนาะဘယ်သူမဆိုဒါတို့နိုင်ငံသားတွေခဏပြောတယ်ကျွန်တော်ဒီ TikTok ဘက်မှာဒီအလုပ်နဲ့ပတ်သက်ပြီးမှ sharing လုပ်တဲ့ video တွေမှာလည်းသူတို့လာပြီးမှတ်နေအောင်ပါနင်ကပြောနေရတော့လွယ်တယ်ပေါ့နော်ငါတို့နိုင်ငံသားတွေတော့မှအလုပ်မရဘူးဆိုပြီးမှလာမှတ်နေလူတွေရှိတယ်ဆိုတော့ဒါကတကယ်တမ်းဖြစ်နေတာကျွန်တော်တို့ခုမောတိမှာအလုပ်လုပ်တဲ့လူတွေဘာဖြစ်နေလဲဆိုတော့အပေါ်ရန်လေးပဲကျွန်တော်တာယာတော့ပဲမြင်နေတယ်ဒါပေမဲ့တကယ်အแทမှာတို့နိုင်ငံသားတွေမြောက်များစွာစင်ရဲနဲ့နေရတယ်နေစရာအိမ်မရှိတဲ့လူတွေတောင်ရှိတယ်ဆိုတော့ဒါတွေကကိုမမြင်ရဘူးပေါ့နော်ဒါသူတို့ရဲ့ news တွေမှာတချို့ news တွေမှာလည်းပြောတယ်ဒါပေမဲ့ကျွန်မထင်ပါတယ်မြန်မာပြည်ကလူဒီမှာလာလုပ်တဲ့လူတွေလောက်ထိသွားတော့မှတို့နိုင်ငံရေးပါတယ်လဲဆိုစိတ်ဝင်စားမဲ့ပုံမရှိဘူးပေါ့နော် blame လုပ်တာတော့မဟုတ်ဘူးပေါ့နော်ဒါဘာလို့မဆိုတူကိုပတ်စံရနေရဆိုလို့ရှိရင်အဲ့ဒါကိုပဲ focus လုပ်နေကြလဲဆိုတော့မဟုတ်ဘူးတဖြည်းဖြည်းနဲ့သူတို့နိုင်ငံသားတွေကိုသူတို့တွေ replace လုပ်လာအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံခြားသား60ရာခိုင်နှုန်းအလောက်ခံခွင့်ရှိတယ်90ရာခိုင်နှုန်းအလောက်ခံခွင့်ရှိတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာresort တွေကနိုင်ငံခြားသား30ရာခိုင်နှုန်း40ရာခိုင်နှုန်းကျန်တဲ့ဥစ္စာတို့နိုင်ငံသားဖြစ်ရမယ်ဆိုရဲ rules တွေကတဖြည်းဖြည်းနဲ့ implement ဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကသတိထားမယ့်အချက်တွေဖြစ်ပါတယ်ဆိုတော့ဒီပုံမှာမူတည်ပြီးတော့မှဒီပေါ်ကနေပြီးတော့ကျမတို့ဘာသင်ခန်းစာယူဆရာရှိတယ်လဲဆိုလို့ရှိရင်ကျမတို့လက်ရှိလုပ်နေရလို့မှအရန်ကြီး comfortable မဖြစ်နေပေါ့နော် comfort zone ထဲမှာနေရတယ်မှန်တယ်ကျမတို့တခြားနိုင်ငံတွေဆက်လို့ရှိရင်ကျမတို့ကအေးဆေးနေရတယ်အလုပ်တွေကိုလည်းအဲ့လိုမျိုးယထာတွေကားတွေတန်နဲ့တွားဆရာမလို့ဘူးအေးဆေးနဲ့အလုပ်လုပ်ရတယ်ဒါပေမဲ့လည်းအဲ့ဒါကကိုယ့်ရဲ့ position ကအမြဲတမ်းမြင်နေမယ်ဆိုတဲ့သဘောမျိုးမဟုတ်ပါဘူးဆိုတော့အချိန်မရွေးကိုယ့်ရဲ့ position ကလည်းဒီနိုင်ငံသားတွေကိုဒီနိုင်ငံသားတွေကိုလွှဲပြောင်းပေးရလာနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်
တော့ကျမတို့ဘာလုပ်တင်တယ်လဲဆိုလို့ရှိရင်ကျမတို့ကို improve ဖြစ်အောင်လုပ်ရမယ်။မှန်နဲ့ကျမတို့တွေကကံကောင်းပြီးတော့မှတချို့တွေအတွေ့အကြုံအများကြီးမရှိပေမဲ့လည်းဒီနိုင်ငံမှာလုပ်ရကြတယ်။လုပ်ရကြတယ်ပေါ့နော်။ဆိုတော့ကျမတို့တွေကျမတို့ရဲ့ language ပေါ့နော် English ကိုပို့ပြီးတော့မှ improve ဖြစ်အောင်လုပ်ပါပြီးတော့ကိုယ့် leadership skills ဆိုပေါ့နော်ကိုလိုအပ်တဲ့ service skill တော့နော်ကိုတက်နိုင်တယ်လို့ပတ်စံတစ်ခုတည်းမဟုတ်ဘူးဒီမှာရှိနေတဲ့အချိန်မှာကျွန်တော်ဘာတွေသင်ယူနိုင်တယ်လဲကျွန်တော်သင်ယူရမယ့်အရာတွေကျွန်တော်လုပ်နိုင်တဲ့အရာတွေကျွန်တော်ရဲ့ရှေ့ရေးအတွက်ပေါ့နော် improve လုပ်နိုင်တဲ့အရာတွေကိုအခုကလေးကစဉ်းစားပြီးတော့မှလှုပ်ဆောင်သွားပါကျမဆိုလို့ရှိရင်ခုနောက်ပိုင်းမှာဘာလုပ်လာလဲဆိုလို့ရှိရင်ကျမနားရက်မှာဆိုတော့ကျမမနာဘူးကျွန်တော်ဒီsocial media ဘက်မှာ contents တွေပေါ့နော်သူများအတွက်လည်းအကျိုးရှိမဲ့ဥစ္စာတွေကိုကျမစူးစမ်းပြီးတော့မှ create လုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အိမ်ပြန်သွားတဲ့အခါမှာဒီ social media ကနေပဲဒီ social media online ကနေပဲကျမအလုံးလုံးချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကျမအခုကလေးကစပြီးတော့မှ invest လုပ်နေရပေါ့နော်ဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ဟိုဘယ်လိုခေါ်လဲရွက်ချက်ရမှန်းချက်တော့မတူဘူးပေါ့နော်ဆိုတော့ကိုဘာကိုဖြစ်ချင်တာလဲဆိုတဲ့ဥစ္စာကိုခုကလေးကစပြီးတော့မှ work on လုပ်ပါအရေးကြီးတဲ့တစ်ခုကပတ်စံစုပါမှန်တယ်ဒီမှာပတ်စံရှားရလွယ်တယ် service money လည်းရတယ်ဆိုပြီးမှကျွန်တော်တွေကပတ်စံမစုခဲ့ကြကျွန်မကိုယ်တိုင်လည်းဒီမှာနှစ်ပေါင်းများစွာလုပ်ပြီးတော့မှပတ်စံမစုခဲ့မိတဲ့အတွက်ကြောင့်မို့ဒီနေ့ကျွန်မတကယ်နောင်တရတယ်အဲ့တော့ကျွန်မအကုန်လုံးကိုမဖြစ်စေချင်ဘူးဆိုတော့အချိန်ရှိနေတဲ့အချိန်မှာကျွန်တော်တို့ပတ်စံစုပါကျွန်တော်ရဲ့ future အတွက် plan လုပ်ပါဒီကနေဥပမာကိုကဥမာကိုရဲ့ contract ကတစ်နှစ်ပြည့်ပြီတစ်နှစ်ပြည့်လို့သူကကို contract ကိုသူတို့ extend လုပ်တော့ဘူးဆိုလို့ရှိရင်ငါဘာလုပ်မလဲအင်ပြန်သွားရင်ဘာလုပ်မလဲငါရဲ့ second plan ကဘာလဲဆိုတဲ့ဥစ္စာတွေကိုအမြဲတမ်းပဲplan လုပ်နေပါဒီ multiple resort တွေကမလုပ်ပြုတ်ဖို့လည်းအရန်လွယ်တယ်ဒီနေ့နေ့မကြိုက်တော့နောက်တစ်နေ့ကျရင်သွားလိုက်တော့ဆိုပြီးတော့မှထုတ်လို့ရတဲ့ကျွန်းနေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကို ready လုပ်ထားစေချင်တယ်နောက်ဆုံးတစ်ချက်ကတော့ဘာပဲဖြစ်လာပေါ့နော်ဖြစ်လာတဲ့ပုံမှာလက်ခံနိုင်တဲ့အစဉ်လက်ခံနိုင်တဲ့အနေအထားဖြစ်အောင်အမြဲတမ်းကို ready လုပ်ထားပါပေါ့နော်ကိုယ့်ရဲ့သူတို့တွေကိုယ့်အလုပ်ကိုအလုပ်ဖြုတ်နိုင်တယ်တခြား local တွေနဲ့ replace လုပ်လိုက်နိုင်တယ်ဒါပေမဲ့လည်းကိုယ့်ရဲ့ skills တွေကိုသူတို့ကယူလိုက်လို့မရဘူးနော်ကိုယ့်ရဲ့ experience ကိုရှိထားတဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုယ့်ရဲ့ character တွေကသူတို့တွေကိုယ့်စီကနေအဝေးကိုယူသွားလို့မရဘူးကိုယ့်ရဲ့ position လောလတ် position ပဲသူယူသွားလို့ရမယ်ကိုယ့်မှာရှိတဲ့ skills တွေယူသွားလို့မရဘူးအဲဒါကြောင့်မလို့ပတ်စံရတာလည်းရတာပဲပတ်စံရှာတာလည်းရှာတာပဲတစ်ဖက်မှာကိုယ့်ရဲ့ career growth ဖြစ်အောင်ဘယ်လိုလုပ်ရမလဲပြီးရင်ပတ်စံဘယ်လိုစုရမလဲပြီးလို့ရှင်ကိုယ့်ရဲ့အနာဂတ်ပေါ့နော်ကိုဘယ်လို plan လုပ်ရမလဲတေချာတော့ကျွန်တော်တများနိုင်ငံမှာအကြာကြီးနှစ်ပေါင်းညများဆိုတော့မနေနိုင်ကွာချိန်ကြံကိုအိမ်ကိုပြန်ကြမဲ့လူတွေပဲဒါမှမဟုတ်ရင်လည်းတချို့တွေကတော့အိမ်ပြန်လို့အဆင်မပြေဘူးဆိုရင်လည်းတခြားနိုင်ငံကိုကူးဖို့ရန်လုပ်နေကြလူတွေပဲဆိုတော့အဲ့ဒါတွေအတွက်ပို့ပြီးတော့မှ focus လုပ်ပါဒီ mode မှာပဲအကြာကြီးနေဖို့တော့မစနာပါနဲ့ခဏပြောလို့မျိုးတဖြည်းဖြည်းနဲ့သူတို့နိုင်ငံသားတွေကိုအစားထိုးလာကြပြီးပေါ်တင်လောက်လာတာရှိသလိုစပွဲအောက်ကနေလောက်လာမျိုးလည်းရှိလာပြီပေါ့နော်အရင်တော့ကျမတို့ဒါတွေကဖြစ်လာနိုင်တယ်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပဲကြားနေအခုတကယ်တမ်းဖြစ်လာပြီဆိုတော့ဒီ motive ကကိုယ့်ရဲ့အိမ်မဟုတ်ဘူးဒါကိုယ့်ရဲ့ temporary ပေါ့နော်ခဏလေးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာရှိနေတဲ့အချိန်မှာကိုယ့်ရဲ့ skills ကိုဘယ်လို improve ဖြစ်အောင်လုပ်မလဲဘာတွေကိုရအောင်ပတ်စံတစ်ခုတည်းမဟုတ်ဘူးကိုယ့်ရဲ့ skills ကိုယ့်ရဲ့ experience ကိုဘာတွေရအောင်လုပ်မလဲဥပမာဆိုလို့ရှိရင်လည်း F&B မှာလုပ်တဲ့လူဆိုလို့ရှိရင်လည်း F&B ထဲမှာပဲ waitress လုပ်နေရမျိုးပဲမဟုတ်ပဲနဲ့ဘာပဲသွားပြီးတော့မှဘာသွားတင်တာမျိုးပေါ့နော်ကိုပြန်သွားတဲ့ခါမှာကိုဘာဖွင့်စားလို့ရတယ်ကွာဒီလားကျမတကယ်နောင်တရတယ် sales marketing မှာလုပ်နေပြီးတော့မှအခုချိန်မှာပြန်သွားလိုက်လို့ရှိရင်ကျမဘာပြန်လုပ်စားရမလဲဆိုပြီးတော့မှအရန်ကိုမေခွန်းထုတ်တဲ့အခါမျိုးရှိဆိုတော့အခုမှရောက်လာတဲ့လူငယ်တွေပေါ့နော်အသက်လည်းအများကြီးကိုယ့်တက်ငယ်တယ်လုံပိုင်ခွင့်လုံနိုင်တဲ့အရာတွေလည်းအများကြီးရှိသေးတယ်အဲကြောင့်မလို့အခုကလေးကဒါလေးတွေကိုကြိုတင်ပြီးပြင်ဆင်ထားပါအဲ့လိုပြောလို့လာမဲ့လူတွေကိုမလာနဲ့လို့ပြောတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီမှာဖြစ်နေတဲ့အနေအထားကိုပဲကျမကပြပြချင်တာပါလို့နော်ကျေးဇူးအများတင်ပါတယ်